မင်္ဂလာပါဒီနေ့ကျွန်တော်ဒါ comment တစ်ခုဖြေမျိုးပေါ့ဒါပေမဲ့အဲ့ comment ကျွန်တော်လိုက်ရှာမတွေ့တော့ဘူးเนาะမေးထားတဲ့ comment ပါလဲဆိုတော့သူကဒီရင်ဘတ်ပေါ့နော်ဒီညာဘက်သို့မဟုတ်ဘယ်ဘက်ရင်ဘက်ကနေအောင့်နေလို့ပြောတယ်ဖြစ်တာလဲတစ်ပတ်နှစ်ပတ်လောက်ရှိနေပြီဘာကြောင့်လဲဆိုမေးထားပါတော့ဒါကျွန်တော် follower 就သိရပေါ့နော်ရင်ဘတ်အောင့်နေကြကျွန်တော်ပြောပြီးအကြမ်းမြင့်လေးကျွန်တော်အမြန်လေးပြန်ပြောမယ်ပေါ့နော်နံပါတ်1ကရင်ဘတ်အောင့်နေဆိုရင်အလေကောင်တက်အောင့်နေစူးပြီးတော့အောင့်နေတယောက်ကညှစ်လိုက်သလိုအောင့်နေဆိုရင်ဒါစိုးရင်ရတယ်ဘာလဲဆိုတော့ကျွန်တော်တို့ရင်ဘတ်ကအလေကောင်တက်မှာဒီနှလုံးရှိတာပေါ့နော်ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းရှိတာအဲ့လိုဖြစ်တဲ့ဆိုရင်စိုးရင်ရတယ်ချက်ချင်းသွားပြမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒါနှလုံးနဲ့ပတ်သက်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဘယ်ဘက်ညာဘက်အချမ်းဖြစ်တာဆိုရင်တော့ဒါခန္ဓာကိုယ်ရဲ့ဘယ်ချမ်းညာချမ်းမှာဘာရှိလဲဆိုတော့ဒီအဆုတ်ရှိတာပေါ့နော်အဲ့တော့အဆုတ်ရဲ့အပေါ်ပိုင်းနေမှာဖြစ်ကြတာများတယ်ဘာကြောင့်ဖြစ်တဲ့လဲဆိုတော့အခုဒီတဝေးရာသီပေါ့ဖျားပြီးနာပြီးတဲ့နောက်မှာbluritis လို့ခေါ်တာပေါ့နော်ဒီအဆုတ်ရဲ့အပြင်အလွှာလေးကရောင်သွားတယ်ဖျားလို့နာလို့ viral infection ကြောင့်ရောင်သွားတယ်အဲ့ခါမှာနည်းနည်းနာတတ်တယ်အသက်ရှူတဲ့အခါနာတာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဘယ်လောက်ထိစောင့်ကြည့်အောင်လဲဆိုတော့တစ်ပတ်လောက်တော့စောင့်ကြည့်လို့မတက်တာဘူးဆိုရင်ဒါတင့်တော်တဲ့ပိုးသက်ဆေးတစ်ခုပေါ့နော်ဒါတော့ဆရာဝန်တယောက်ကညွှန်းနေမယ်တင့်တော်တဲ့ပိုးသက်ဆေးတောက်ရမယ်ပေါ့နော်တောက်ရမယ်ဘာလို့လဲဆိုတော့ဒီအထဲကိုပိုးဝင်နေတဲ့အခါမှာဖြစ်တတ်တယ်ပေါ့နော်များသောအားဖြင့်တစ်ပတ်ဆိုရင်ပျောက်သွားတာများတယ်ပေါ့နော်ဒါအဆုတ်နဲ့ပတ်သက်တာပေါ့နော်နောက်တစ်ခုကကျတော့အဆုတ်နဲ့ပတ်သက်တာကိုပဲနှစ်ပတ်ကျော်ပြီပေါ့နော်နှစ်ပတ်ကျော်သုံးပတ်လောက်တိဖြစ်ပြီးနာတယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့ပိုးတော့ပိုးပဲဒါပေမဲ့လို့ဒီ TB ပိုးပေါ့နော် Mycobacterium TB တွေကိုဝင်သွားတဲ့အခါမှာ TB ပိုးဝင်တဲ့အခါမှာဒီလိုမျိုးလက္ခဏာတွေပြတတ်တယ်သူကတော့ပုံမှန် TB လက္ခဏာတွေအပြင်ပေါ့နော်အဲ့ဒီလက္ခဏာတွေပြတတ်တယ်အဲ့တော့တစ်လလောက်ဒီလိုဖြစ်တယ်ဆိုတော့သိမပေါ့နဲ့လိုအပ်တဲ့စစ်ဆေးမှုတွေယူရမယ်ပေါ့နော်အထူးသဖြင့်တော့ဒီ check history ဓာတ်မှန်လေးတစ်ချက်တွားရမယ်ပေါ့နော်ဒါဒီအတွင်းထဲကဖြစ်တဲ့ကလီစာတွေကအဖြစ်များဆုံးကိစ္စတွေပြောတာပေါ့နော်နောက်အပြင်မှာဘာဖြစ်နိုင်သေးလဲဆိုတော့ကျွန်တော်တို့ဒီအုပ်ထားတဲ့နေရန်ဘိနာဒီကြွက်သားတွေပေါ့နော်အဲကြွက်သားတွေနာတာရမ်းတာအခါမှာဖြစ်တယ်လေအဲ့ခါဘလို့ချင်းမှာဖြစ်တယ်ဆိုတော့အိတ်တာအဆင်မပြေတာတို့တခါလေးကိုကအဲ့လိုခေါင်းမြင်နဲ့အိမ်မိတာတခါလေးဖိပြီးအိမ်မိတာအဲ့လိုဆိုရင်လေရင်ဘတ်အောင်နေနာတတ်တယ်ဒီအပြင်မှာကျတော့ဘလို့ခေါ်လဲဆိုတော့လေညက်တာလို့ခေါ်တာပေါ့နော်အသက်ရှူလိုက်နည်းနည်းရှူလိုက်အနားလေးမအောင်တယ်အဲ့ဆိုတော့သိမစိုးရင်လည်းဒါလေညက်တာပဲခဏနဲ့ပြောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဖြစ်တာရှားပါတယ်လူငယ်တွေမှာဖြစ်တယ်ပေါ့နော်။ဘာလဲဆိုတော့ psychic pain လို့ခေါ်တယ်။ psychic pain ဆိုတာခန္ဓာကိုယ်မှာတော့ခိုင်းမိတဲ့နေရာနားတဲ့နေရာမရှိဘူး။ဒါပေမဲ့လို့စိတ်ကြောင့်နားတာပေါ့နော်။စိတ်ဖိစီးမှုတအားများနေတဲ့အချိန်မှာခန္ဓာကိုယ်မှာဘာယောဂလက္ခဏာမှမရှိဘဲနဲ့နားတတ်တယ်။အထူးသဖြင့် psychic pain တွေနားပြီးဆိုရင်ရင်ဘတ်တွေပဲအောင့်တာရင်ဘတ်နားလေးကနားတယ်အောင့်တယ်